မင်္ဂလာပါပရိသတ်ကြီးဒီဗီဒီယိုထဲမှာတော့အဖိုးကြီးတယောက်ဟာမြေပြင်ပေါ်ကရွှေစတွေကိုကောက်ယူနေခဲ့ပါတယ်။နောက်ဆုံးတစ်စကိုကောက်လိုက်တဲ့အချိန်မှာတော့လက်ထဲမှာဝတ်ထားတဲ့ကြောက်တုံးတုံးကိုအသာလေးစုပ်ကင်ထားခဲ့ပါတယ်။အဲ့ဒီအခါမှာပဲစစ်ဗိုလ်တယောက်ကသူ့ကိုပြစ်တက်ဖို့အမိန့်ပေးလိုက်ပါတော့တယ်။အဖိုးကြီးဟာနှင်းမြန်စွာပဲကြောက်တုံးကိုမြေမြုပ်မိုင်းစီပစ်ပေါက်လိုက်ရာကြီးမားတဲ့ပောက်ကွဲမှုတစ်ခုဖြစ်သွားပါတယ်။ဘိုးကပြာရခတ်သွားပြီးသူ့စစ်သားတွေကိုရှေ့တက်တဲ့ကိုပြစ်ခတ်ခိုင်းလိုက်ပေမဲ့မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာခဲ့ပါတယ်။အဖိုးကြီးဟာတတုအိုးတစ်လုံးကိုတုံးပြီးကြီးစံအားလုံးကိုကာကွယ်ပစ်လိုက်တာပါပဲ။ထာထိန်အမေရိကကိုရိုင်းနောင်ဒါကိုမြင်အထင်ကြီးပြီးမင်းကတကယ်ကိုတမျိုးပဲကွာလို့ပြောမိမှသိကြပါတယ်အဖိုးကြီးတေလောက်ပြီးလို့ယူဆပြီးဘိုးကပြစ်ခတ်မှုရက်လိုက်ကစစ်သားတယောက်ကိုတွားစစ်ခိုင်းလိုက်ပါတယ်ဒါပေမဲ့စစ်သားဟာအနားမရောက်ခင်မှာပဲမြေမြုပ်မိုင်းတစ်ခုလွတ်တက်လာပြီးပောက်ကွဲကချက်ချင်းတေဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘိုးကနှစ်ဖက်စလုံးကစစ်သား2ယောက်ကိုထပ်လွတ်လိုက်ပေမဲ့သူတို့ဟာ3စက္ကန့်တောင်မခံဘဲကြီးတင်ပြီးတေဆုံးသွားခဲ့ပြန်ပါတယ်သူ့လူတွေတေဆုံးနေတာကိုမြင်တော့ဘိုးကလမ်းရှင်းပေးလိုက်မယ်လို့မျှော်လင့်ပြီးအမျိုးသမီးအကျဉ်းသား2ယောက်ကိုရှေ့တက်ဖို့အတင်းကျပ်ခိုင်းစေခဲ့ပါတယ်အချိန်ထဲမှာပဲအဖိုးကြီးဟာအဲ့ဒီနေရာကနေလစ်ထွက်သွားနေပါပြီးပင်မနှွမ်းနေနေတဲ့သူဟာပျက်စီးနေတဲ့ကားတစ်စီးအောက်မှာလဲလျောင်းလိုက်ပါတယ်ဆေးဝါးမပါပဲခါပတ်နဲ့သူ့တန်ရာကိုစီးပြီးကြီးစံကိုကိုယ်တိုင်ဆွဲထုတ်လိုက်ပါတယ်နာကျင်မှုကပြင်းထန်လွန်းတာကြောင့်သူမိလဲသွားခဲ့ပါတယ်အခုတော့ရန်သူစစ်သားတွေဟာသူ့ကိုရှာဖွေဖို့လေ့ကျင့်ထားတဲ့ခွေးတွေနဲ့အတူနီးကပ်လာနေပါပြီးသူတို့အတန်ကိုကြားတော့မှအဖိုးကြီးနိုးလာခဲ့ပါတယ်သူဟာရွှေတွေကိုအမြန်ဆူဆောင်ပြီးကားအောက်မှာပြန်ပုံးလိုက်ပါတယ်စစ်သားတွေကသူ့ကိုမမြင်ကြပေမဲ့ခွေးတကောင်ကတော့သူ့သွေးနှံကိုရသွားခဲ့ပါတယ်အဖိုးကြီးဟာရန်သူရဲ့ကြကားတစ်စီးအောက်ကိုတွားသွားဝင်ရောက်ပြီးဓာတ်နဲ့စီတိုင်ကြီးကိုခွဲကသူ့ကိုပေါ်ဓာတ်စီလောင်းချလိုက်ပါတယ်ဒီလိုလုပ်ရင်သူ့အနက်ကြောက်သွားမယ်လို့သူထင်ခဲ့ပေမဲ့ဒါဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်ခွေးကဓာတ်စီနှံကိုပါရသွားပြီးဟောင်ပါတော့တယ်စစ်သားတွေဟာကားကိုရက်ပြီးအနီးအနားကိုစတင်ရှာဖွေပါတော့တယ်အခွင့်ရေးရတာနဲ့အဖိုးကြီးဟာမျက်စိကိုပြေးထွက်လိုက်ပါတယ်။ဒါပေမဲ့ခွေးကသူ့ကိုထပ်မြင်သွားခဲ့ပြန်ပါတယ်။စနိုက်ပါတယောက်ကသူ့ခြေထောက်ကိုပြစ်ခတ်လိုက်ပြီးဘိုးကတော့သူ့ကိုအရှင်ဖမ်းဖို့အော်ဟစ်လိုက်ပါတယ်။ခွေးကသူ့ကိုလိုက်တဲ့အခါမှာအဖိုးကြီးဟာစိတ်အေးလက်အေးပဲမီးချစ်ပြီးသူ့ကိုသူမီးရှို့လိုက်ပါတယ်။ခွေးကတော့ကြောက်လန့်ပြီးရက်သွားကမီးလောင်ကျွမ်းနေပါတော့တယ်။အဖိုးကြီးဟာပြေးလွှားပြီးမြစ်ထဲကိုခုန်ချလိုက်ပါတယ်။စစ်သားတွေကသူ့ကိုပြစ်ခတ်နေကြပေမဲ့သူရေထဲကိုရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။သူတည်ထားတဲ့ရွှေတွေရဲ့အလေးချိန်ကြောင့်ပဲသူဟာရေအောက်ကိုနစ်မြုပ်ပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်။စစ်သားတွေဟာရေမကူးနိုင်တာကြောင့်ဆက်မလိုက်နိုင်ခဲ့ကြပါဘူး။နိုင်ဝက်လောက်ကြာတော့အဖိုးကြီးဟာအသက်ရှူရင်းရေပေါ်ကိုပြန်ပေါ်လာပါတယ်။သူ့ကောင်းပေါ်လာတာနဲ့တပြိုင်နက်စနိုက်ပါကထပ်ပစ်လိုက်ရာရေထဲမှာသွေးတွေပြန်သွားပါတော့တယ်။ဘိုးကရွှေတွေပြန်ရဖို့အတွက်ရေငုပ်သမားတယောက်ကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့ရေငုပ်သမားအောက်ခြေကိုရောက်တာနဲ့အဖိုးကြီးကသူ့လေပင်ကိုဓာတ်နဲ့လေးပြီးအောက်ဆီဂျင်ဘူးကိုယူလိုက်ပါတယ်။လှေပေါ်ကစစ်သားတယောက်ကဒီအဖြစ်အပျက်ကိုမြင်ပြီးကြောက်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဒါတောင်မှဘိုးကနောက်ထပ်လူတွေကိုရေငုပ်ဖို့ထပ်အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့2စက္ကန့်အတွင်းမှာပဲရေကပြန်ပြီးညီရဲသွားခဲ့ပြန်ပါတယ်ခိတ်လန့်သွားတဲ့စစ်သားတွေဟာနောက်ဆုတ်ဖို့စတင်ခဲ့ကြပါတယ်ဒီရှုပ်ထွေးမှုကြားမှာပဲသူတို့တွေကတယောက်ဟာသူ့ရဲ့အဖော်စစ်သားတယောက်ရဲ့လက်ချက်နဲ့မတော်တဆပြစ်ခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့စနိုက်ပါတယောက်ကစက်တနက်ကြီးနဲ့စတင်ပြစ်ခတ်ပါတော့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အဖိုးကြီးဟာတေဆုံးနေတဲ့စစ်သားရဲ့ခန္ဓာကိုယ်ကိုဒိုင်းတပွဲအသုံးပြုပြီးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဘိုးဟာဒါတွေအားလုံးကိုအံ့အားသင့်စွာကြည့်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲအဖိုးကြီးရဲ့အိမ်မွေးခွေးလေးပြန်ရောက်လာပြီးဘိုးဟာအတွေးတစ်ခုရသွားပါတော့တယ်အဲ့ဒါကတော့အဖိုးကြီးကိုခြေရာခံဖို့ခွေးကိုအသုံးပြုမယ်ဆိုတဲ့အတွေးပဲဖြစ်ပါတယ်